ဈေးကြီးတဲ့စတိုင်ပန်တွေမှာပဲတွေ့ရတဲ့ဇစ်ပြောက်တက်နည်းကိုသိချင်တယ်ဆိုရင်ဒီရဲ့ဗီဒီယိုဖိုင်လေးကိုစောအောင်ကြည့်လိုက်ပါဇစ်ပြောက်တက်တော့မယ်ဆိုရင်ပိတ်စကိုအလှဘက်ကိုလှန်ထားပေးပါအလှဘက်ကနေတက်မယ်ပြီးတော့ဇစ်ပြောက်ရဲ့ဒီရဲ့ခေါင်းရှိတဲ့ဘက်ဒီအလှခေါင်းမရှိတဲ့ဘက်ကကျတော့ဒါမလှဖြစ်ပါတယ်ဒါဆိုဇစ်တက်မယ်ဆိုရင်ပိတ်စအလှနဲ့ဇစ်အလှချင်းဒီလိုမျိုးထပ်ပေးရမယ်เนาะထပ်တဲ့ချိန်မှာဆိုရင်ဇစ်ကိုဒီလိုမျိုးဖွင့်ပေးလိုက်ဖွင့်ပေးပြီးတော့ဒီမှာခေါင်းရှိတဲ့ဘက်မြင်တယ်နော်ဒီမှာခေါင်းလေးရှိတယ်အဲ့ဒီခေါင်းကအခုချစ်ကိုဇစ်တက်မဲ့ဒီအဆုံးနေရာအထိကိုကွက်တီအဲ့လိုမျိုးလေးချိန်ပေးအဆုံးနေရာချိန်ပြီးတော့မှဒီအတိုင်းလေးတက်မယ်လဲအပ်ထိန်လိုက်တယ်ဒီလိုမျိုးလေးနော်ဒီအတိုင်းလေးကိုမှဒီရဲ့ဇစ်နော်ဒီရဲ့ဂျားလေးတွေကိုရောက်အောင်နင်းပြရမှာနော်ပေါ်ကနေစတက်ပြီးတော့မှနောက်ထပ်တစ်ဖက်တက်တဲ့အချိန်မှာဆိုအောက်ကနေတက်ပေးရမယ်ဒါချဲတော့ဘီတွေကချိန်ထားပြီးသားဆိုတော့ချက်ကြည့်မယ်နော်ပြီးအောက်ကိုထည့်လိုက်မယ်နော်ထည့်ပြီးတော့ပြီဆိုရင်ပြီးမချခင်မှာအက်ကိုအရင်ဆုံးစိုက်လိုက်အက်ကြားတဲ့ဒီနော်ကိုချုပ်မဲ့နေရအက်ကြားတဲ့လေးမြင်တယ်နော်အက်ကြားလေးကိုခြေတော့ကဒီလိုအက်ဆိုင်ပြီးတော့မှပြီးချမယ်ပြီးတော့မှပလက်အက်လေးကိုဖယ်နော်ချုပ်တဲ့အချိန်မှာဆိုရင်ဇစ်ကိုလည်းမဆွဲနဲ့ပိတ်စကိုလည်းမဆွဲနဲ့ပိတ်စတွေဇစ်တွေဆွဲလိုက်ပြီဆိုရင်တိုးရှည်တွေဖြစ်လာလိမ့်မယ်နော်ဇစ်တွေဖောင်းတာတွေဖြစ်နိုင်တယ်ကွာမအက်ကြားထဲမှာခြေလေးနည်းနည်းတုပ်လိုက်မယ်မြင်ရတယ်နော်ချုပ်တဲ့ချိန်မှာဆိုရင်တခုနားလည်ရမှာကဇစ်ပြောက်ဖြစ်ဖို့ဆိုရင်ဒီရဲ့ B ရဲ့ဒီအဝိုင်းလေးအားလုံးပဲမြင်လားဒီအဝိုင်းလေးကအပေါ်က GB အရှိရတယ်လို့ချွန်လေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့သူ့ရဲ့အဆောင်လေးအတိုင်းကိုပိတ်ဆော့ဇစ်ကိုလိုက်ပြီးတော့ဆောင်းပေးနော်ပိတ်ဆော့ဇစ်ကိုအတူတူကင်မယ်ပြီးတော့မှဒီမှာဒီဘက်ကိုတတလေးဆောင်းပေးဒီ B ဘက်ကိုတတလေးအဲ့လိုမျိုးဆောင်းပြီးတော့တောက်လျှောက်နင်းသွားပေးရမယ်အဲ့လိုဆောင်းပြီးတော့မှနင်းမယ်ဆိုရင်တို့ကတေချာပေါက်ဇစ်ကပြောင်းနေလိမ့်မယ်နော်ဇစ်မပေါ်ဘူးပေါ့နော်အဲ့အတိုင်းလေးနင်းသွားမယ်ဒီပိတ်စနည်းနည်းလေးအစွဲပါတာဖြစ်တဲ့အတွက်ဂယူဆိုင်ပြီးနင်းရတယ်ပေါ့နော်ကိုယ့်ရဲ့ပိတ်စအစွဲပါတယ်ဆိုရင်လုံးဝဇစ်ကိုလည်းမစွဲနဲ့ပိတ်စကိုလည်းလုံးဝမစွဲဘဲနဲ့တတလေးနင်းသွားပေးရမယ်မြင်လားအားလုံးပဲမြင်ရမယ်နော်ချက်နင်းသွားတာဖြည်းလေးမမှန်လေးပဲနင်းလောစရာမလိုဘူးနော်မြန်ပြီးဖို့လည်းအဲ့လောက်ထိလောစရာမလိုဘူးအတိကဇစ်ပြောက်ကတက်ပြီးရင်ဖြုတ်တာတက်တာလေခဏပြင်စရာမလိုအောင်တခါတည်းပြီးအောင်တက်မယ်တခါတည်းပဲပြီးသွားမယ်เนาะအဲ့လိုမျိုးလေးဇစ်ကိုစောင်းလေးကင်မယ်သူ့ရဲ့ဘီလေးအဆောင်အသေးအတိုင်းပဲပေါ့နော်စောင်းပြီးတော့မှသွားလိုက်မယ်โอเคတစ်ဖက်ကနင်းပြီးသွားပြီသူ့ရဲ့ result ကိုကြည့်အောင်ပေါ့နော်ကိုယ်ဇစ်ကပျောက်လားမပျောက်လားသိချင်တယ်ဆိုဒီလိုမျိုးလေးလန်ကြည့်လိုက်အလှဘက်ကိုလန်ကြည့်ရတော့ဒီရဲ့ဇစ်ပေါ့နော်သူ့ရဲ့ဒီရဲ့ဘာခေါ်လဲဇစ်လေးပဲမြင်နေရမယ်သူ့ရဲ့ဒီရဲ့ဇစ်အသားလေးမပေါ်ရဘူးဒီလိုမျိုးလေးဖြဲကြည့်ဒီတိုင်းလေးဖြဲကြည့်တာဆိုရင်ဇစ်ကပျောက်တယ်ဒီတိုင်းလေးဆိုဇစ်ကပျောက်တယ်ဒါဆိုလည်းပျောက်တယ်เนาะဇစ်မပေါ်ဘူးပေါ့နော်ဇစ်တက်လိုက်တဲ့လုံးဝဇစ်ကပျောက်နေလိမ့်မယ်ဒါဆိုရင်ဇစ်ပျောက်ဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာကြည့်ဒီထိတ်မှာဆိုနည်းနည်းလေးပေါ်တယ်ပြမယ်မကြည့်ဒီနေရာလေးမြင်ရလားဒီရဲ့အသားလေးเนาะဇစ်ရဲ့ဒီအောက်ကပိတ်စအသားလေးပေါ်နေတယ်ဆိုအဲ့ဇစ်ကပေါ်တယ်ဒီဘက်ကလာကြည့်လိုက်တဲ့အချိန်မှာဆိုမှကြည့်လိုက်တော့ဒီရဲ့ဇစ်လမ်းကြောင်းပဲရှိတယ်သူရဲ့ဒီအောက်ကအစားကမပေါ်ဘူးဒါဆိုရင်ဇစ်ကလုံးဝပျောက်တယ်เนาะဒါတစ်ဖက်ပြီးသွားပြီနောက်ထပ်တစ်ဖက်ကိုချုပ်ပြမယ်နောက်ထပ်တစ်ဖက်ကိုချုပ်မယ်ဆိုရင်ဒီရဲ့အောက်ကနေစပြီးတော့ချုပ်ပေးရမယ်ဒါဆိုရင်ဒီအောက်ကနေစချုပ်မယ်ဆိုရင်ဒီမှာဒီတိုင်းလေးတေချာလေးညီလေးချိန်မယ်ချိန်ပြီးတော့ဒီရဲ့ပိတ်စချုပ်ထားတဲ့ဒီနေရာအထိကိုဇစ်ကိုရောက်အောင်ယူခဲ့ပြီးဆိုမှပလက်အဲ့လေးတစ်ချက်ထိန်ထားပြီးတော့ဒီရဲ့အဆုံးနေရเนาะဒီရဲ့အဆုံးနေရလည်းအရေးကြီးတယ်မဟုတ်လို့ရှိရင်ဇစ်တက်တဲ့ချိန်မှာပိတ်စတစ်ဖက်ကတိုးတစ်ဖက်ကရှည်အဲ့လိုဖြစ်မယ်ဒီအဆုံးနေရတွေ့လားဒီရဲ့အသွားလေးရတယ်ကျွန်တော်ဒီအပေါ်ကိုကွက်တိဖြစ်အောင်ချိန်ပေးလိုက်ချိန်ပြီးပြီဆိုတော့ပလက်အက်လေးထိန်ထားဒါကလုံးဝဖြုတ်လို့မရသေးတာချုပ်ရင်နဲ့ဆို तू ကပိတ်စကတစ်ခါကျအစွဲပါတယ်ဆိုပိတ်စကိုဆွဲတိုင်းနဲ့တိုးသွားတာရှည်သွားတာဖြစ်တတ်တယ်နော်အဲ့ဆိုကျတော့ဒီမှာကြည့်ဒီဘက်ကိုလည်းတစ်ချက်ကြည့်လိုက်ဒီဘက်ရဲ့ဇစ်ကောင်းကဒီအပေါ်မှာကွက်တိမိလားတေချာလေးကြည့်လိုက်တော့ကြည့်ဒါပထမတက်ခဲ့တဲ့ဒီဘက်ကဒီအပေါ်မှာကျတော့ဒီမှာကြည့်လိုက်မယ်ဆို 0.1 လောက်တော့နည်းနည်းလေးလိုနေအဲ့ဆိုဒီဘက်ကိုလည်းအလောက်ဖြစ်အောင်လုပ်ပေးရမှာတို့လန်လိုက်တော့နော်အဲ့လိုမျိုးလေးမြင်နော်အဲ့ဆိုကျတော့ဒီဘက်ကကိုခုနကတော့အတိုင်းပဲပိတ်ဆော့ဇစ်ကိုခက်ဆောင်လေးကင်မယ်ကင်ပြီးတော့မှအောက်ကနေတောက်လျှောက်ချုပ်လာလိုက်ရုံပဲလုံးဝမခက်ဘူးเนาะအတိကကိုယ့်ရဲ့ဆက်ကဇစ်ပြောက်ပြီးကိုလက်ခံတယ်ပြီးတော့ဇစ်ပြောက်ပြီးကိုချိန်တက်တယ်ဆိုရင်ဇစ်ကပျောက်တယ်เนาะလုံးဝပေါ်စရာအကြောင်းကိုမရှိတာဒီမှာကြည့်အကိုစပြီးတော့စိုက်လိုက်ပြီမြင်လားအစိုက်လိုက်ပြီးတော့ပလက်အကိုဖယ်ပြီးတော့ပြီးချမယ်
နော်ပြီးပြီဆိုတော့ဒီအဆုံးနေရာဖြစ်နော်ဒီကနေတောက်ချတယ်လို့အဖြောင်းလေးဖြောင်းကင်ထားပြီးတော့မှချုပ်တဲ့ချိန်မှာတို့လက်ကလေးနဲ့လို့နည်းနည်းလေးလန့်ပြီးတော့နင်းလာမယ်ခြေလေးတုပ်မယ်ပြီးတော့ဒီမှာအောက်ကပိတ်စရောဇစ်ကောတခါလေးတွဲကင်အတူတူတွဲကင်ပေးခါလေးတွဲကင်ပြီးတော့ခက်ဆောင်းလေးကင်သွားတယ်အားလုံးပဲမြင်လားဆောင်းလေးနော်သူ့ရဲ့ beat အဆောင်းလေးအတိုင်းကိုပဲဆောင်းပြီးတော့နင်းသွားပေးရမယ်ဒီအပေါ်မှာရှိတဲ့ဟာကိုအပေါ်ရောက်မှတတလေးဖြုတ်လိုက်ဖြုတ်ပြီးတော့ခြေတုပ်ပေးရမယ်နော်ဒါဆိုရင်ဒီထိနားလည်တော့မယ်စစ်ကောင်းကိုဆွဲမထုတ်ခင်ဒါလေးတွေကိုအရင်ဆုံးစစ်ကိုယ်စစ်ကပျောက်လားမပျောက်လားစစ်ကပုံနေမှာလားကိုဝတ်တဲ့ချိန်မှာအဲ့လိုတီးဖို့အတွက်ဒီလိုလေးဖြဲပြီးကြည့်မယ်နော်ညသွားပြီဆိုမှဒီရဲ့စစ်ကောင်းကိုအပြင်ကိုဆွဲထုတ်မယ်နောက်ခုဒီမှာဟနေတဲ့ဒီနေရာလေးမြင်တယ်နော်ဒီနေရာလေးကိုဒီလိုလေးစစ်ကောင်းကိုဒီလိုလန်ခဲ့နော်လန်ခဲ့ပြီးတော့စစ်ကိုဒီလိုဆွဲလိုက်โอเคနော်သူရဲ့ရလက်လေးကိုကြည့်ရအောင်မြင်လားဇစ်ပြောက်ကလုံးဝပြောင်းနေနော်မကြည့်ဒီလိုမျိုးလေးဒီလိုဖြဲကြည့်မှပဲဇစ်ဆိုမြင်ရတယ်ခြေတို့ရဲ့ style band ဇစ်ပြောက်တက်နေရတော့မယ်နော်ဒီရဲ့ဇစ်ပြောက်တက်နေကိုရသွားပြီဆိုရင်ခြေတို့ရဲ့ style band ကဈေးကြီးတဲ့ပုံကိုပေါ်နေလိမ့်မယ် style band နဲ့ပတ်သက်ပြီးတော့မှဒီထက်ပိုပြီးအသေးစိတ်လေ့လာတင်ယူချင်တယ်ဆိုရင်တော့ style band master တန်းထဲမှာပတ်တန်ဆွဲနည်းကနေညက်နေချုပ်နေထိအားလုံးအသေးစိတ်လာရောက်လေ့လာတင်ယူလို့ရနေပါပြီအခုချိန်မှာဒီဗီဒီယိုကိုမြင်တာနဲ့ screenshot ပေးလာအပ်တဲ့တူတိုင်းကိုအထူးကြေးထားပေးပါတယ်မြန်လာအပ်ဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်လင်းပါ